မြေကအကောင်စားသယံစားတမခေါင်းပါထေရဝါဒဗုဒ္ဓဘာသာထွန်းလင်းလို့တောက်ပါကိုထမင်းကိုစားပြီးဘယ်လူမျိုးမအောင်မချတိုင်းကြီးကထွားတဲ့စံတိုင်းကြီးအတွက်လောင်ငါလုံတော့လုံတာပဲမြန်မာလူမျိုးတွေကောင်းစားဖို့ဟုတ်တော့ဟုတ်ပါတယ်အေယာဝတီတော့ရောင်းစရာမလိုလုံတော့လုံတာပဲမြန်မာလူမျိုးတွေကောင်းစားဖို့ဟုတ်တော့ဟုတ်ပါတယ်ဟုတ်တော့ဟုတ်ပါတယ်မရတာလည်းမရတလို့တကြမလည်းမရအဲ့ဒါဆိုရနဲ့ပြည်သူတွေရဲ့ကြားကအလွယ်များအများကခွဲခြားမှဒါတရားမျှရဲ့လားကျုပ်တို့မြန်မာနိုင်ငံတော်ကြီးလက်သနာစရာပဲဗျာကလာကလည်းခွာတရုတ်ကလည်းနွားစစ်အစိုးရရဲ့စိုးမွေတွေကရှုပ်ပွားဆဲပါတောင်33လုံးနဲ့ရွာ26ရွာအဲ့ဒီငိမ့်ချမ်းရဲ့အတွက်တောင်းဆိုလိုက်တဲ့ကျုပ်ကလည်းမြန်မာလွတ်လပ်ရေးတော့ပါစေလူ့ဝင်ရေးတော့ပါစေနိုင်ငံရေးတော့ပါစေမြို့သားရေးတော့ပါစေဘာသာရေးတော့ပါစေတော်လှန်ရေးတော့ပါစေမြို့ဘာသာသာသနာကလုံးဝတော့ပါစေမြန်မာ is not for sale မြန်မာ is not for sale everybody now you know မြန်မာ is not for sale မြန်မာ is not for sale မြန်မာ is not for sale hey Chinese now you know မြန်မာ is not for sale အိုမေမရှိရလားတိုင်းပြည်ကိုချစ်တဲ့စိတ်အိုမေလာကြည့်လဲပါတိုင်းပြည်ရဖြစ်ပြတဲ့တိတ်ကိုချင်းစာမိရလားကိုချင်းစာမိရလားကိုချင်းစာကြည့်လဲပါကိုချင်းစာကြည့်လဲပါမြန်မာတွေတက်ညီလက်ညီနဲ့လော်ကဲဒီမိုကရေစီပန်းနိုင်ကိုလမ်းနိုင်ကိုမျောကဲရောက်တော့ရောက်လို့ပြီရောက်တော့ရောက်လို့ပြီငြိမ်းချမ်းရေးနိုင်ငံတော်တည်ကြည်တစ်ခုစီပြည်သူတမခလူထုတမခကဏ္ဍပေါင်းစုံကပေါ်ထွန်းလာခဲ့တဲ့တမခအလုသမားတမခလက်သမားတမခလွန်မြောက်ရေးအတွက်ကြိုးပမ်းခဲ့တဲ့ကျောင်းသားတမခယုံကြည်ချက်မှန်မှတ်ထားခံယူချက်ပြတ်ပြတ်ထားညီညွတ်ရေးလက်နက်ပတ်ကြကဝေဖန်ရေးပါဇက်တနာများအဖြစ်အခက်ရနာစစ်မဲ့မကစား2013ခုနှစ်ထုတ်သစ္စာစနမလွတ်လပ်ရေးတော့ပါစေလူ့ဝင်ရေးတော့ပါစေနိုင်ငံရေးတော့ပါစေမြို့သားရေးတော့ပါစေဘာသာရေးတော့ပါစေတော်လှန်ရေးတော့ပါစေမြို့ဘာသာသာသနာကလုံးဝတော့ပါစေမြန်မာ is not for sale မြန်မာ is not for sale everybody now you know မြန်မာ is not for sale မြန်မာ is not for sale မြန်မာ is not for sale hey Chinese now you know မြန်မာ